မင်္ဂလာပေါင်းနဲ့ပြည့်ဝကြပါစေရှင်ဒီကနေ့ထိမ့်သိမ်းမျှဝေနန်းစဉ်အမွေမဟာဂီတအစည်းအဝေးကနေတင်ဆက်မဲ့တေးသချင်းကတော့ဆောင်းဝစီယာအစချီပတ်ပြိုးသချင်းဖြစ်ပါတယ်ကုန်းပေါင်ခေမင်းကြီးကြော်ခင်းဆုံးရေးသားသောတေးတစ်ပုဒ်ဖြစ်ပြီးဂန္ဓမာတောင်ပတ်ပြိုးနဲ့အလိုက်တူပတ်ပြိုးသချင်းတစ်ပုဒ်လည်းဖြစ်ပါတယ်ရှင်ဒါဟန်ပြီးနန်းတော်ရဲမှမင်းသမီးလေးဤတကိုယ်ဒီလွမ်းဆွေးမှုများခံစားနေရပုံရန်ရွေတော်များဝင်းရံခစားနေကြတော့လေမင်းသမီးလေးမှာဆောင်းရာသီဤနှင်းများကြညအချိန်မိုးကောင်းကင်ထက်တွင်လမင်းကြီးကိုကြည်ရင်လွမ်းဆွေးမှုတို့တိုးပွားနေရပုံတို့ကိုဂိယူနာတက်ဖွယ်ရေးဖွဲ့ထားတာပဲဖြစ်ပါတယ်ရှင်နီစီဝါမျိုးစားကိုအသုံးပြုတီးခတ်ရတာဖြစ်ပါတယ်ရှင်နားဆင်ခံစားအားပေးကြပါစို့လားရှင်လ
အာ